စီမာဂလူတိုင်းဒါမှမဟုတ်တာစစ်ပတိုက်တို့လိုဝိတ်ကြစေတဲ့စီးကြိုဆေးတောက်နေရင်းနဲ့ရုတ်တရက်ခေါင်းမူတာအမှုလိုပြီးတော့ချချလဲတာမျိုးကြုံမှုပါသလားနောက်ဆုံးထွက်သူတေသနာအစ်တစ်ခုမှာဒါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာတွေ့ရှိချက်တစ်ခုထွက်ရှိလာပါတယ်အခုသူတေသနာကလူပေါင်း၄သိန်းကျော်ကို6နှစ်ကြာလေ့လာခဲ့တာဖြစ်ပါတယ်။ဒီသူတေသနာရဲ့တွေ့ရှိချက်အရစီမာဂလူတိုင်းနဲ့တာစီပတိုက်တောက်သုံးတဲ့သူတွေဟာနားအတွင်းပိုင်းဟန်ချက်ထိန်းစနစ်မူမမှန်တဲ့ယောဂ vestibular disorder ဖြစ်ပွားနိုင်ခြေပိုများတာကိုတွေ့ရပါတယ်။ဥပမာရုတ်တရက်အမူးလွန်တာပတိုက်ကိုဖြစ်တာနဲ့ဟန်ချက်မထိန်းနိုင်တာမျိုးတွေပါပြီးတော့စီမာဂလူတိုက်တောက်သူတွေဟာတာစီပတိုက်တောက်သူတွေထက်အမူးယောဂဖြစ်နိုင်ခြေနည်းနည်းပိုများတာကိုပါသူတေသနာမှာတွေ့ရှိခဲ့ရပါတယ်။ဒါဆိုရင်ဘာလို့အခုလိုဖြစ်ရတာလဲ။ဒီဆေးတွေဟာအုံနောက်ရဲ့အာယုံကြောစနစ်အထိရောက်ရှိနိုင်ပြီးတော့နားအတွင်းပိုင်းမှာရှိတဲ့ဟန်ချက်ထိန်းစနစ်နဲ့သွေးလှည့်ပတ်မှုကိုတွားရောက်တက်ရောက်မှုရှိနိုင်လို့ပါ။ဒါအပြင်သွေးဖိအားရုတ်တရက်ကျဆင်းတာကြောင့်လည်းခေါင်းမူတာမျိုးကြုံရနိုင်ပါတယ်။ဒါကြောင့်အဓိကသတိပေးချင်တာကတော့ဆေးတောက်နေစဉ်အတွင်းမှာခေါင်းမူတာချက်ချလဲတာကြုံရလို့ရှိရင်အလန့်တကြားနဲ့ဆေးကိုချက်ချင်းမရက်လိုက်ပါနဲ့မိမိယောဂလက္ခဏာကိုပြသနေတဲ့ဆရာဝန်ထံမှာတေချာတိုင်ပင်ပြီးတော့ဆေးပမာဏလျှော့ဖို့ဒါမှမဟုတ်စစ်ဆေးမှုပြုလုပ်ဖို့လိုအပ်ပါတယ်ကျမအင်းနဲ့ပတ်သက်ပြီးသူတွေတနာဘ ഹു တုတအသစ်တွေကိုဆက်လက်လေ့လာခြင်းရင် follow လုပ်ထားဖို့မေ့ပါနဲ့အောင်နော်အားလုံးပဲကျမကြပါစေရှင်